အခုဒီတဲ့ဟာဆိုရင်လက်ရှိတရုတ်နိုင်ငံမှာအယံဝင်နာမည်ကြီးနေတဲ့ထိတ်တန်းတဲ့တစ်ခုပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ဒီကောင်ဟာဆိုရင်ကုမ္ပဏီအတု12ခုတည်ထောင်ပြီးတော့တရုတ်နိုင်ငံရဲ့အကြီးဆုံးဘဏ်5ခုကနေတရုတ်ယွမ်ငွေ 6.6 ဘီလီယံလိမ်လည်ယူပြီးတော့နိုင်ငံခြားကိုထွက်ပြေးသွားခဲ့တဲ့သူပဲဖြစ်ပါတယ်သူဘယ်လိုမျိုးလိမ်လည်ခဲ့တယ်လဲဆိုရင်2018-2019အဲ့ဒီနှစ်တာအတွင်းမှာသူကသူ့ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကနာမည်မပုံတင်ယူပြီးတော့ကုမ္ပဏီ12ခုကိုတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီကုမ္ပဏီဟာဆိုရင်လုံးဝအပြစ်မှာတကယ်မရှိတဲ့ကုမ္ပဏီအတုစာရွက်စာတမ်းအပေါ်မှာပဲရှိတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်သူဟာဆိုရင်အဲ့ဒီကုမ္ပဏီ12ခုကိုပဲအပြန်အလှန်အမျိုးတွင်းကုန်ပို့ကုန်အဲ့လိုမျိုးပတ်စံတွေအပြန်အလှန်ပေးချေတဲ့ပုံစံနဲ့သူကစာရွက်စာတမ်းအတုတွေကိုလုံးဝပြည့်စုံစွာသူကဖန်တီးခဲ့တယ်အဲ့လိုနဲ့သူက2022ကနေ2020ကနေ2022ရဲ့အတွင်းမှာတော့ဒီတရုတ်နိုင်ငံလျောင်းနင်းပြည်နယ်မှာရှိတဲ့ဘဏ်5ခုကနေစုစုပေါင်းအကုန်လုံးပေါင်း 6.6 ဘီလီယံ9ဘီလီယံနီးပါးအဲ့လိုမျိုးလိမ်လည်ယူခဲ့တာပေါ့နော်သူကအဲ့လိုမျိုးဘဏ်နဲ့အစတုန်းကတော့ဘဏ်တစ်ခုကိုအရင်အမျိုးသူရဲ့အချက်လက်အတုတွေတွားပြပြီးတော့ချင်းငွေတွားယူတယ်အဲ့ဒီအချိန်မှာဘဏ်ကဆိုရင်လည်းသူရဲ့စီးရင်ဟာကောင်းသူရဲ့စီးရင်ဟာဆိုရင်တကယ်လှပတယ်ပေါ့နော်ပြီးတော့ဒီဝင်ငွေကလည်းကောင်းတယ်အမခံချက်လည်းရှိတယ်ဆိုပြီးတော့သူ့ကိုပတ်စံချီးပေးလိုက်တယ်အဲ့လိုနဲ့သူကနောက်ဘဏ်လေးခုကိုလည်းသူအဲ့လိုမျိုးပဲချီးယူခဲ့တာပဲဖြစ်ပါတယ်သူဒီလိုမျိုးဘဏ်ချင်းငွေယူတဲ့အချိန်မှာဘဏ်3ခုကအစိုးရဘဏ်ဖြစ်ပြီးတော့တရုတ်အစိုးရဘဏ်ဖြစ်ပြီးတော့ဘဏ်2ခုကပုဂ္ဂလိကဘဏ်ဖြစ်ပဲပုဂ္ဂလိကဘဏ်ပဲဖြစ်ပါတယ်အဲ့ဒီဘဏ်5ခုဟာဆိုရင်လည်းတရုတ်နိုင်ငံရဲ့တကယ်အကြီးဆုံးဘဏ်5မျိုးထဲကဘဏ်ခွဲတွေပဲဖြစ်ပါတယ်အဲ့လိုနဲ့သူကအဲ့ဒီဘဏ်ကရယူတဲ့ပတ်စံနဲ့သူအရင်တုန်းကအဲ့လိုမျိုးဘဏ်ကုမ္ပဏီအတုလုပ်ဖို့ပေါ့နော်သူများစီကချီးယူထားတဲ့ပတ်စံတွေဆက်တယ်ပြီးတော့တချို့ပတ်စံတွေကသူကကုမ္ပဏီအစ်စ်ပေါ့နော်တကယ်ရှိတဲ့ကုမ္ပဏီပြန်လုပ်ပြီးတော့သူကဒီဘဏ်တွေကချီးယူထားတဲ့ပတ်စံကိုဆက်ဖို့လုပ်တယ်ဒါပေမဲ့သူကဒီသူထင်ထားတယ်လို့မဖြစ်လာဘဲနဲ့အဲ့ဒီကုမ္ပဏီကလည်းမအောင်မြင်ဘဲနဲ့ဘဏ်အတိုးတွေပဲတိုးလာတယ်အဲ့လိုနဲ့သူကဘဏ်ဒီချီးငွေကိုဘယ်လိုမှဆက်လို့မရနိုင်တဲ့အခြေအနေဖြစ်သွားတယ်အဲ့ဒါနဲ့သူကဒီ2020နိုဝင်ဘာ23ရက်နေ့မှာသူကကမ္ဘောဒီးယားကိုသူကထွက်ပြေးသွားခဲ့တယ်သူဒီလိုမျိုးထွက်ပြေးသွားတာကိုဘဏ်ကသိရှိသွားတဲ့အခါဒီတရုတ်ရေတပ်ဖွဲ့အစိုးရတွေကနေသူ့ကိုအမှုဖွင့်ပြီးပေါ့နော်ဒီဘဏ်ကနေပုဂ္ဂလိကဘဏ်ကနေရောအဲ့ဒီအစိုးရဘဏ်ကနေရောအကုန်လုံးသူ့အမှုဖွင့်ပြီးတော့သူ့ကိုဖောင်းဝရမ်းထုတ်ပြန်လိုက်တယ်အဲ့လိုနဲ့သူကဒီ2023ကနေသူ့ကိုအဲ့လိုဖောင်းဝရမ်းထုတ်ပြန်လိုက်တာပေါ့နော်တကယ်တကဘာလုံးသူ့ကိုဖန်ဆီးဖို့နိုင်ငံတကာရေတပ်ဖွဲ့တွေနဲ့အတူတူပူးပေါင်းပြီးတော့သူ့ကို2023ကနေ2026အခုသူ့မဖမ်းမိခင်အထိသူ့ကိုပိုက်စိတ်တိုက်ပြီးတော့မြေလံရှာဖွေနေခဲ့တာပဲဖြစ်ပါတယ်အဲ့လိုနဲ့2026ဒီ3လပိုင်းမှာသူ့ကိုကမ္ဘောဒီးယားမှာဖမ်းဆီးရမိခဲ့တယ်အဲ့လိုနဲ့2026 3လပိုင်း25ရက်နေ့မှာတရုတ်နိုင်ငံကိုခေါ်ဆောင်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီထဲမှာတရုတ်အစိုးရအဓိကသူ့ကိုဒီဖန်ဆီးတယ်ဆိုတာသူကြောက်သေးပဲမဟုတ်ပါဘူးသူဒီလိုမျိုးဘန်တစ်ခုကိုတောင်လေးစားပြီးတော့လုံနိုင်ဖို့ဆိုတာအဲ့ဒီစာရွက်စာတမ်းတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဘန်ထဲကလူတယောက်ယောက်အဲ့လိုမျိုးတွေပါဝင်မှလုံနိုင်တာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်တရုတ်ရေတပ်ဖွဲ့ဆိုရင်အဲ့ဒီဘန်ကလူတွေကိုရောပေါ့နော်သူအရင်ကဘန်ချင်းကိုယူခဲ့တဲ့အဲ့ဒီဘန်5ခုကလူတွေကိုပါသူကဒီတရုတ်ရေတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေတာပဲဖြစ်ပါတယ်ပြီးတော့သူအဲ့ဒီကုမ္ပဏီအတူ12ခုလုပ်တဲ့အချိန်မှာတချို့သူရဲ့ဆွေမျိုးတွေကပေါ့နော်သူဒီလိုမျိုးလုပ်ဖို့တည်တဲ့သူရှိတယ်လို့တချို့တွေကမသိဘဲနဲ့မှတ်ပုံတင်နာမည်ကိုပေးသုံးလိုက်တဲ့သူလည်းရှိတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီတရုတ်ရေတပ်ဖွဲ့အစိုးရကနေအခုသူ့ကိုဖမ်းမိပြီးတော့သူအရင်တုန်းကဘဏ်ချင်းငွေယူခဲ့တဲ့အဲ့ဒီဘဏ်5ခုကပေါ့နော်အစိုးရဝန်ထမ်းတွေရောပုဂ္ဂလိကအဲ့ဒီကဝန်ထမ်းတွေရောအကုန်လုံးကိုစစ်ဆေးဖို့လှုပ်ဆောင်နေတာဖြစ်ပြီးတော့သူအရင်တုန်းကအဲ့ဒီဆွေမျိုးအတန်ဝိုင်းတွေရဲ့မှတ်ပုံတွေနဲ့ယူပြီးတော့ကုမ္ပဏီတိလို့အတူလုပ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီကုမ္ပဏီရဲ့မှတ်ပုံတင်ပိုင်ရှင်တွေကိုပေါ့နော်အဲ့ဒါတွေကိုပါအကုန်လုံးစစ်ဆေးဖို့လုပ်နေတာပဲဖြစ်ပါတယ်လက်ရှိအချိန်မှာတော့သူ့ကိုစုံစမ်းဒီအမှုဟာဘယ်လောက်ထိကျေပြန့်ကြောင်းပေါ့နော်ထပ်ပြီးတော့ဘယ်လောက်တောင်မှတခြားဘဏ်တွေမှာဒီလိုမျိုးလိမ်နေထားတာရှိကြောင်းစစ်ဆေးနေစေဖြစ်တဲ့တင်တဲ့ပုံပဲဖြစ်ပါတယ်ပြီးတော့သူ့ကိုဒီကမ္ဘောဒီးယားကနေဖမ်းမိပြီဆိုပြီးတော့တရုတ်နိုင်ငံကိုခေါ်ဆောင်လာတဲ့ဒီတင်းကိုပေါ့နော်တရုတ်အစိုးရရေတပ်ဖွဲ့ကနေဗီဒီယိုနဲ့တကွဒီတရုတ်ဆိုရှယ်မီဒီယာမှာတင်လိုက်တဲ့အချိန်မှာဆိုရင်လည်းတရုတ်နိုင်ငံမှာလုံးဝရှာဖွေမှုအများဆုံးတင်းတစ်ခုဖြစ်နေခဲ့တာပဲဖြစ်ပါတယ်